အိမ်ချမ်းမြေအကျိုးဆောင်တယောက်ဖြစ်တဲ့စတန်မန်တယောက်သူ့အလုပ်မှာငွေကြီးလိမ်လည်မှုကြောင့်ထောင်ထဲဆိုင်ရမယ့်အဖြစ်ကိုရောက်နေပါတယ်။ဒါကြောင့်မို့စိတ်ညစ်ပြီးတော့ဘာမှရက်သွားတောင်းနေခဲ့ပါတယ်။ဒီလိုနဲ့ဘေးဝိုင်းကထောင်ချဘူးတဲ့ငနေတပွေနဲ့စကားဆက်မိရင်ထိုငနေကမြက်ပုံစံဆိုရင်ထောင်ထဲမှာမရင်းချင်းခံရနိုင်တယ်လို့ပြောတဲ့အတွက်ကြောင့်ထောင်ချရမယ့်အဖြစ်ကိုပို့ပြီးတော့လန့်လာပါတယ်။ဒါကြောင့်မို့စတန်မန်တယောက်ကိုကာကွယ်နိုင်မှုအတွက်ခရာတေးသင်တန်းတက်ဖို့အတွက်ကြံလာပြန်ပါတယ်။ဒါပေမဲ့လည်းသင်တန်းဆရာကလေးကလားတွေသင်ပေးတာကြောင့်သင်တန်းဆရာနဲ့ရန်ဖြစ်ပြီးသင်တန်းကနေမောင်းထုတ်ခြင်းခံလိုက်ရပြန်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီနားမှာတွေ့တဲ့တယောက်လူမျိုးမာစတာတယောက်ရဲ့နံရံကိုလက်သီးနဲ့ထိုးတဲ့အကွက်ကိုကျွေးသွားပြီးတော့ဆရာတင်ဖို့အတွက်အိမ်ကိုခေါ်လာခဲ့ပါတယ်။မာစတာရဲ့ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့သင်ကြားမှုတွေကြောင့်စတန်မန်တယောက်ထောင်ထဲမှာကိုကာကွယ်နိုင်ဖို့အတွက်ယုံကြည်မှုအပြည့်အဝရရှိသွားပါတယ်။ဒီလိုနဲ့ပဲပြည်ထန်ကြခံရမယ့်နေကိုရောက်ရှိလာခဲ့ပြီးထောင်ကားပေါ်မှာပဲဘေးကနေစကားများနေတဲ့ငနေကိုပထမအောင်ဆုံးကြည့်သမပြလိုက်ပါတယ်။ထောင်ထဲကိုရောက်တော့လေတွေးသမျှလူတိုင်းကိုရန်ပတ်ရှာပါတော့တယ်။သူ့ထက်အကောင်ကြီးတဲ့ငနေတွေရောအုပ်စုလိုက်ကျင်းနေတဲ့ငနေတွေကိုပဲတယောက်တည်းရှယ်ပြင်းပြလိုက်ပြီးပထမအဆုံးထောင်ထဲရောက်တဲ့နေ့မှာပဲစတန်မန်တယောက်နာမည်ကြီးသွားပါတော့တယ်။